ပုဂ္ဂိုလ်ကဥကျော်နေဖြစ်ပါတယ်မြောက်ကလာပသူမေးတာနိဗ္ဗာန်နဲ့ဆိုင်ပါတယ်ဖေ။ဒီဘက်ကတော့ယုံနာနဲ့နိဗ္ဗာန်တို့ဆက်ဆက်နေမှုနဲ့နိဗ္ဗာန်ပရမတ္တနိဗ္ဗာန်သည်တကယ်တည်ရှိနေပုံတို့ကိုဘုရားတပည့်တော်ဤအကျိုးအလို့ငှာရှင်းလင်းဟောကြားပေးတော်မူပါအရှင်ဘုရားမရှိခြင်းသုံးမေကောင်းပါနဲ့မေကောင်းပါအဘိဓမ္မာမရှိခြင်းနာလည်းဆိုတော့မရသေးလို့အဲ့တော့မေးတဲ့ပုဂ္ဂိုလ်ကရပြီလို့ဆိုရင်လည်းမေးเสียမလို့တော့မေးเสียမလို့တဲ့ဖြေမယ်ဆိုလို့ရှိရင်လည်းတိတိကျကျအဖြေပေးဖို့မရတဲ့လူချင်းမရတဲ့လူကမေးပြီးမရတဲ့လူကဖြေမယ်ဆိုလို့ရှိရင်အတွေးတွေကြီးပါပဲအားလုံးဒါကြောင့်မို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ရေးသမျှစာတွေဟာဗမာပြည်မှာမျိုးမျိုးရေးခဲ့ကြတယ်ရှေးဆရာတော်ကြီးတွေလည်းနိဗ္ဗာန်အကြောင်းရေးခဲ့တာရှိတယ်ဒွါရသာသနာပိုင်ဆရာတော်ဥပ္ဖို့ဆရာတော်ဘုရားကြီးကလည်းဒီနိဗ္ဗာန်နဲ့ပတ်သက်ပြီးသုက္ကမန္တလစာရန်ဆိုပြီးတော့ရေးထားတာစာအုပ်ပါးပါးလေးတစ်ခုရှိတယ်နောက်ရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့ရွှေကျင်ဆရာတော်ကြီးကလည်းဂံဗီရမဟာနိဗ္ဗုဒ္ဓဓိပနိဆိုပြီးတော့သူ့ရဲ့အမြင်တွေကိုရေးသွားတဲ့နိဗ္ဗာန်အကြောင်းနောက်တစ်ခါမျိုးပြင်းကြီးဆရာတော်ကလည်းပဲကျမ်းဂန်တွေကဟာတွေထုတ်ပြီးတော့နိဗ္ဗာန်အကြောင်းကိုရေးသွားတယ်တော်တော်များများနိဗ္ဗာန်အကြောင်းတွေရေးကြတယ်မဟာစီဆရာတော်ကြီးလည်းနိဗ္ဗာန်ပရိသယုတ္တကထာဆိုနိဗ္ဗာန်ဆိုင်ရာတရားတော်ကြီးများဆိုပြီးတော့တရားတော်ကြီးဆိုပြီးဟောတော်တာရှိတယ်နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်ပြီးတော့ရေးကြတယ်ရှိတာနော်အဲ့ဒါနဲ့အားလုံးတော့ကြားကြပါလိမ့်မယ်ဒီကရမပြောလို့နော်သင်္ခါဆရာကြီးပြောတဲ့နိဗ္ဗာန်မပြောတော့သင်္ခါဆရာဘုံနဲ့ရှာတာရှိတယ်အဲ့တော့မရှိခြင်းသုံးမေကုန်ဖြေရမှာရှိတယ်နိဗ္ဗာန်ဆိုတာသဘောကတော့ဘာနဲ့မှသိနိုင်တယ်စတိဝေကညာနိတာသစ္စိကတ္တကံမေဃမာနမာရဏပူဒံဆိုတဲ့ဒီစကားလုံးလေးတွေရှိတယ်ဒီနိဗ္ဗာန်ကိုမဲ့လေးပါးနဲ့မဉ္ဇဏ်နဲ့မှမျက်မှောက်ပြုနိုင်တယ်လို့ဆိုတော့မဉ္ဇဏ်မရတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ပြောရင်အမှန်ပြောပဲဖြစ်မှာပေါ့နော်အမှန်ပြောပဲဖြစ်တဲ့ဆိုတာကြတော့အနုမာနတွေကြီးပဲအကုန်လုံးတွေးကြည့်တဲ့အကြည့်တွေကြီးပဲဖြစ်မယ်အဲ့တော့နိဗ္ဗာန်နဲ့ဟုတ်ချင်မှဟုတ်တည်တည်ချာချာမှတ်လို့မရနိုင်ဘူးမေဃဖလာနမာရမဏဗုဒ္ဓံတကယ်ဧကံတိတိကျကျနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့စိတ်ဟာမစိတ်ဖို့စိတ်ပဲရှိတယ်ဒါကြောင့်မို့လို့အခုဒီမှာမေးထားတဲ့မေခွန်းထဲမှာစာထဲမှာသူပြောထားတာတွေကရှိသေးတယ်နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်၍ဆိုပြီးတော့မေခွန်းရှင်ကရှေ့ပိုင်းမှာရေးထားတာလေးတွေကိုအားလုံးသိအောင်ဖတ်ပြမယ်ဆိုရင်ယုံ nant ဖြစ်ပျက်ကိုမြင်ပါများ၍ယုံ nant ကိုညင်းငွေပါများလင်ဖြစ်ပျက်၏အဆုံးကိုမြင်ရလေသည်ဖြစ်ပျက်ဆုံးသွားခြင်းသည်ပင်လင်ပရမတ္ထနိဗ္ဗာန်ဖြစ်သည်ဖြစ်ချင်းပြက်ချင်းဆုံးသွားတာဟာရပ်သွားတာဆိုလို့ရှိရင်တော့အဖြစ်ပြက်ရဲ့ရပ်ချင်းကိုနိဗ္ဗာန်လို့ဒီနေရာမှာဆိုထားပြန်ပြီနော်ဒါလည်းအတွေးပဲဖြစ်မှာဘာဖြစ်လို့လဲဆိုအဖြစ်ပြက်ကသူရပ်ချင်းရပ်မှာပဲလေချိန်တန်ရင်ဖြစ်ချင်းပြက်ချင်းဆိုရပ်သွားမှာပဲပေါ့နိဗ္ဗာန်ကိုတလန်လောက်ရှိသောခန္ဓာကိုယ်တွင်မှပြဋ္ဌာန်းသည်ဟုမြတ်စွာဘုရားဟောကြားခဲ့သည်ဒါကရောဟိတတတုတ်မှာမြတ်စွာဘုရားကဒီတလန်မြရှိသောအသိစိတ်ရှိသောစိတ်ရှိသောခန္ဓာကိုယ်ထဲမှာပဲလောကကိုလည်းငါဘုရားသတ်မှတ်တယ်လောကသမုဒယကိုလည်းငါဘုရားသတ်မှတ်တယ်လောကនិရောဓကိုလည်းငါဘုရားသတ်မှတ်တယ်လောကនិရောဓဂာမိနိပฏิပဒါလို့လည်းငါဘုရားသတ်မှတ်တယ်လို့နိဗ္ဗာန်ဆိုတဲ့စကားလုံးတော့မသုံးဘူးသို့တော့လောကនិရောဓဆိုတာကိုနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့ဆိုပြီးပြောတဲ့စကားအဲ့ဒါဆက်ဆက်မှုတွေကိုအကြောင်းပြပြီးတော့ဒီနိဗ္ဗာန်ကိုဖော်ပြတဲ့ရောဟိတတတုတ်
လောကရဲ့အဆုံးလောကနိရောဓဒီခန္ဓာကိုယ်နဲ့ဆက်ဆက်နေတယ်ဆိုတဲ့အတိတ်ကိုပြောတာဒါနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တိရိလင်္ကာမှာတိရိလင်္ကာသူတိရိလင်္ကာသားတွေကိုတရားတော်ဟောဘူးတယ်နိဗ္ဗာန်ဟာဘယ်မှာလဲလို့မေးခွန်းထုတ်တော့နိဗ္ဗာန်ရဲ့ location ကိုပြမယ်ဆိုရင်ဘယ်မှာရှိလဲလို့ဆိုတော့နိဗ္ဗာန်ဟာခန္ဓာကိုယ်မှာပဲရှိတယ်လို့ဒီရောဟိတတတုတ်ရဆိုလို့ရှိရင်သစ္စာလေးပါးလုံးဟာခန္ဓာကိုယ်မှာပဲတွေ့နိုင်တယ်လို့အဲ့ဒါလို့ပြောတဲ့အခါကျတော့တရားနာပရိသတ်တွေကလက်ထောက်ကမ္မထမ်းဆရာမသူကကန့်ကွက်တယ်ဘုန်းကြီးဟောတဲ့တရားကိုလက်မခံနိဗ္ဗာန်ဟာမိမိကိုယ်မှာပဲရှိတယ်ခန္ဓာမှာပဲရှိတယ်လို့ခန္ဓာဆိုတာတို့ရဲ့တဏ္ဍာမှာပဲရှိတယ်လို့ဆိုတဲ့စကားကိုသူလက်မခံအဲ့တော့လက်မခံတော့ဘုန်းကြီးကဒါဘုန်းကြီးပြောတဲ့စကားမဟုတ်ဘူးရောဟိတတတုတ်မှာမြတ်စွာဘုရားဒီလိုပဲတလံမြရှိသောအသိစိတ်ရှိတဲ့ဒီခန္ဓာကိုယ်မှာပဲဒီလေးမျိုးဟာရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါကြောင့်ပြောတာလို့ဆိုတော့သူကဘာအကြောင်းပြတော့ဆိုရင်အဘိဓမ္မာမှာနိဗ္ဗာန်ကိုအစ္ဆဒဓမ္မာဗဟိတဓမ္မာထဲမှာဗဟိတလို့ဟောပါတယ်တဲ့အဲ့ဒါကတခြား aspect နဲ့ပြောတာဗဟိတဆိုတာဟုတ်တယ်ကောင်းပြီခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးငါပြောပြမယ်လို့ရှင်းပြဘုရားအလောင်းတော်ဟာနိဗ္ဗာန်ကိုနှစ်ခါမျက်မှောက်ပြုတယ်လို့ပြောဥပမာမယ်မြတ်စွာဘုရားရဲ့အလောင်းတော်ဟာဒုက္ခရစရိယာကျင့်ပြီးတဲ့နောက်လမ်းမှန်ရောက်တော့ဘုရားကရာဘောဓိပင်အောက်မှာတရားအမြင်ပေါက်တဲ့အချိန်ကဆုံလာပြီနေ့ညကဆုံလာပြီနေ့ညတန်းကောင်ကြော်ပြီးနောက်တဲ့အာယုန်တက်တဲ့အချိန်လေးမှာအာယုန်တက်ခဏီအချိန်လေးမှာရတ္တမေညာရတ္တဖို့ညာအာတဝေခယပင်ញင်ကိုရပြီးတော့ဘုရားဖြစ်သူရောက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားမျက်မှောက်ပြုသွားတဲ့နိဗ္ဗာန်ဒီကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့စဉ်းစားကြည့်လို့ဒီကိလေသာဟာဘယ်မှာချုပ်တာလဲဆိုတော့မြတ်စွာဘုရားတဏ္ဍာမှာရှိတဲ့ကိလေသာချုပ်တာနော်ဘုရားတဏ္ဍာမှာရှိတဲ့ကိလေသာချုပ်တာဒီပြင်တတ္တဝါတွေတဏ္ဍာမှာရှိ